အားလုံးမင်္ဂလာပါအေးစုပ်ဖွားဘယ်ပြောင်းနေတော့စုပ်ဖွားတို့ပြောင်းကျွန်တော်လူလေးခဏစောင့်မယ်နော်ပြီးတနေ့တာဟောစမ်းဟောမယ်နော်အားလုံးမင်္ဂလာပါနေကောင်းလို့ကျမ်းမာကြရလားဗျာယောဂကြီးပြီးသွားရင်အားလုံးတောင်းကိုစီနဲ့လုပ်ငန်းခွင်တွေကိုထမ်းဆောင်ရတော့မယ်အစားနဲ့လူနဲ့တဲလို့ပါကျွန်တော်ခဏနေကြရင်ဟိုပါလေတနေ့တာဟောစမ်းလေးဟောပေးပါမယ်အခုတော့လူပြည့်ပြီဆိုတော့ကျွန်တော်တို့စလိုက်ရအောင်အဲ့တော့ကျွန်တော်ပုံမှန်တင်ဆက်နေတဲ့အတိုင်းလေးပဲကျွန်တော် comment မှတ်တဲ့ဟာလေးကိုကျွန်တော်ပိတ်ထားလိုက်မယ်နော်။ဘာလဲဆိုတော့လေ comment မှာကတချို့ကြတော့လိုတာရှိတယ်တချို့ကြတော့မလိုတာရှိတယ်မလိုတဲ့လူကြတော့မလိုဘူးမလိုတဲ့လူကြတော့ကျွန်တော်ဝေဖန်မယ်တိုက်ခိုက်မယ်မလိုတဲ့လူကြဆဲမယ်အဲ့ကကြရင်ကျွန်တော်ဘေးတင်ဟောတဲ့ခါကျရင်အနှောက်အယှက်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော် comment လေးပိတ်ပေးထားမယ်နော်တကယ်လို့ comment တွေဖတ်လို့မရတဲ့ခါကျရင်စိတ်မဆိုးပါနဲ့ပြောစရာရှိရင်ကျွန်တော်ချက်ပေါက်ကပြောလို့ရပါတယ်အခု live လွှင့်နေတဲ့ခါမှာ comment တွေရေးတာကိုကျွန်တော်မဖတ်ပေးနိုင်တဲ့အတွက်ကျွန်တော်ခွင့်လို့ပေးပါမိတ်ဆွေတို့လည်းဘေးတင်ဟောတာကိုပဲနားထောင်ချင်ပါလေအဲ့တော့ရန်ပြစ်စကားများတာကိုနားထောင်ချင်မှာမဟုတ်ဘူးအဲ့တော့ comment ကိုပိတ်လိုက်တော့မယ်နော် okay ကျွန်တော်တို့စလိုက်ရအောင်ကျွန်တော် comment ပိတ်ပြီနော်ဘာမှမမြင်ရတော့ဘူးနော်မနေ့ကကျွန်တော်တို့30ရက်နေ့4လပိုင်းကုန်ဆုံးသွားပြီ5လပိုင်းကိုစဝင်တော့မယ်နောက်ဆုံး4လပိုင်းရဲ့နောက်ဆုံးရက်ဖြစ်တဲ့30ရက်နေ့ကျွန်တော်တို့ရက်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တောက်ကြနေထင်တယ်နော်တောက်ကြနေပေါ့ဟုတ်မဟုတ်ပါဘူးဗုဒ္ဓကြာတာပရင်းနေထင်တယ်နော်โอเคစလိုက်အောင်လက်ဘက်ကတင်းတင်းကလေးသားသမီးတွေဟာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေဟာလုပ်ငန်းကိစ္စအဆင်ပြေမှုတွေအောင်မြင်မှုတွေရရှိလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်ပါတယ်။တင်းတင်းကလေးသားသမီးတွေကလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံထားတဲ့အရာတွေကနေစငွေကြေးတွေရရှိမဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်။လုပ်ငန်းမှာခက်ခဲနေတဲ့အပိုင်းတွေလုပ်ငန်းမှာမပြေလည်တဲ့အပိုင်းတွေစတင်ပြီးတော့ပြေလည်မှုအောင်မြင်မှုတွေရရှိလာနိုင်လို့ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးမှာခါတိုင်းရက်တွေထက်ဝင်ငွေအားကောင်းနေတာကိုတွေးကြုံလာမဲ့အချိန်ပိုင်းခြားတစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ခါတင်းတင်းကလေးသားသမီးတွေငွေကြေးကိစ္စနဲ့ပတ်သက်ပြီးမိဘစီကနေအထောက်ပံ့ဆရာသမားစီကနေအထောက်ပံ့တခြားလူတူတယောက်စီကနေအကူအညီတောင်းထားတဲ့အပိုင်းကဏ္ဍတွေမှာကျွန်တော်တို့အောင်မြင်မှုတွေအဆင်ပြေမှုတွေရရှိလာနိုင်တဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်။ဒါကြောင့်မို့တင်းတင်းကလေးသားသမီးတွေဟာမနေ့ကငွေကြေးကိစ္စမှာလည်းအားကောင်းနေတာကိုတွားပြီးတော့တွေ့ရမှာဖြစ်တယ်။ကျန်းမာရေးကိစ္စနဲ့ပတ်သက်လာရင်လည်းတင်းတင်းတွေသားသမီးတွေကမနေ့ကကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီးအမှန်တန်ကောင်းမွန်နေတဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်။ဒါကြောင့်မို့တင်းတင်းတွေသားသမီးတွေကနောက်ဆုံးကျွန်တော်တို့ဖျားတာနာတာဖြစ်မယ်ဆိုရင်လည်းရှိနေကျွန်တော်တို့ခိတ္တခဏနေထိုင်မကောင်းဖြစ်တာလောက်ပဲဖြစ်မယ်ဘလို့ပဲနေထိုင်မကောင်းဖြစ်ပလေစီမနေ့ကဖြစ်တဲ့အရာတွေအကုန်လုံးဟာပြန်ကောင်းလာနိုင်တဲ့အခြေအနေကိုဖော်ပြထားတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မစင်စားမစင်ကြင်မဲ့နေထိုင်စားတောက်လိုက်ရင်တော့မှဖြစ်တယ်နည်းနည်းပဲပေါ့နော်ဆိုတော့အရင်အားကောင်းနေတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့เนาะဒါကြောင့်မလို့ကျွန်တော်တို့ယောဂကုသနေတဲ့လူတွေဆေးရုံတက်နေတဲ့လူတွေတော့မှပြန်လည်ပြီးတော့နေကောင်းပြီးတော့ဆေးရုံပြန်ဆင်းရတော့ယောဂတက်တာမျိုးတွေသတင်းစကားတွေတော့ကြားရနိုင်တယ်အဓိကတင်းကလေးသားသမီးတွေဘာတော့အားနေနေတာလဲလို့ပြောမယ်ဆိုရင်မနက်ဖြန်ကအချီကိစ္စမှာအားတော့နေနေပါတယ်တင်းကလေးသားသမီးတွေကမနက်ဖြန်ကအချီကိစ္စနဲ့ပတ်သက်ပြီးအစင်မပြေမှုတွေဝမ်းနည်းစရာကောင်းတဲ့နေ့ရက်တစ်ခုကြေကွဲစရာကောင်းတဲ့နေ့ရက်တစ်ခုဒါမှမဟုတ်ချစ်သူနဲ့လမ်းခွဲတာချစ်သူနဲ့ပြဿနာအကြီးကျယ်တက်တာတွေကြုံတွေ့လာနိုင်တယ်အချီကိစ္စမှာတော့တင်းကလေးသားသမီးတွေအမတန်အားနေပါတယ်ဒါကြောင့်မို့အချီကိစ္စမှာနည်းနည်းလေးတတိထားဆင်ခြင်မှုအတွက်လိုအပ်တယ်နောက်တစ်ခါအိမ်တော်ရေးကိစ္စမှာသားသမီးကြောင့်နည်းနည်းစိတ်ညစ်ရတာစိတ်ရှုပ်ရတယ်တင်းကလေးသားသမီးတွေကြုံတွေ့လာနိုင်တယ်ကိုယ့်ရဲ့မိသားစုရေးရာကိုယ့်ရဲ့သားသမီးရေးရာအိမ်တွင်းရေးဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အိမ်တွင်းမှာရှိနေတဲ့ပြဿနာတွေအိမ်တွင်းရေးနဲ့ပတ်သက်ပြီးနည်းနည်းပူပင်စိတ်ဆင်းရဲရတဲ့အပိုင်းခြားလေးတွေကြုံတွေ့ရမှာပဲဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့ရုံးဝင်တဲ့အစိုးရဝင်တဲ့အလုပ်သမားတွေကမနေ့ကအလုပ်ပြီးမယ်အလုပ်များတတ်တယ်
နောက်တစ်ခါအလုပ်လုပ်တဲ့အခါမှာစိတ်ပင်ပန်းခြင်းလူပင်ပန်းခြင်းကြုံတွေ့ရတတ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တနင်္လာသားသမီးတွေရဲ့တနေ့တာကံကြမ္မာကိုဆက်သွားမယ်နော်ဟုတ်ပြီမနေ့ကကျွန်တော်တနင်္လာသားသမီးတွေရဲ့တနေ့တာကံကြမ္မာကိုစတင်သုံးသပ်ပါမယ်တနင်္လာသားသမီးတွေကမနေ့ကကိုပိုင်လုပ်ငန်းနဲ့ပတ်သက်လာတဲ့ခါကျရင်လုပ်တဲ့အခါမှာအမှန်တန်အားနည်းမှုတွေ့ရှိနေရတတ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တနင်္လာသားသမီးတွေကမနေ့ကကံတရားဟာအစိုးဘက်ကိုဥတီပြီးသွားနေတာများပါတယ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်တနင်္လာသားသမီးတွေကကိုယ့်ရဲ့မစင်စားမစင်ကျင်နဲ့လှုပ်လိုက်တဲ့လုပ်ရက်တွေမှာအမှားအယွင်းဖြစ်တာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရတာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ကိုယ့်ရဲ့လုပ်ငန်းလက်ပတ်နေတဲ့ဆက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့၎င်းလူအားဆက်အားတွေနဲ့ပတ်သက်ပြီးချွတ်ယွင်းမှုကြောင့်လုပ်ငန်းလက်ပတ်မှုကြံ့ကြာတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့တခုခုပူပင်နေရတာမျိုးတွေအလုံးလုံးနေနေအဆင်မပြေမှုတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့စကားများရန်ဖြစ်ရတတ်တယ်ကိုယ့်ရဲ့မိသားစုဝင်နဲ့တော့၎င်းကိုယ့်ရဲ့ချစ်သူနဲ့တော့၎င်းကိုယ့်ရဲ့အမျိုးသားနဲ့တော့၎င်းကိုယ့်ရဲ့အဖေမေနဲ့တော့၎င်းကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ကိုယ်နဲ့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အငင်းကုန်ဖြစ်ရတာတယောက်နဲ့တယောက်ဘယ်လိုပြောမလဲတဘောထားချင်းကွဲလွဲတာတွေနားလည်မှုကွဲလွဲတာတွေငွေကြေးကိစ္စကိုအခြေခံပြီးတော့ဖြစ်ပေါ်လာနိုင်တယ်နောက်တစ်ချက်ကတနင်္လာသားသမီးတွေကျမ်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူများရဲ့ကျမ်းမာရေးကိစ္စသူများရဲ့ကျမ်းမာရေးအခုညီတောင်းမှုတွေကြောင့်ကျွန်တော်တို့ပူရပင်ရမယ်ကိုယ့်အတွက်ကြောင့်မဟုတ်ပဲသူများအတွက်ကြောင့်သူများရဲ့ကျမ်းမာရေးအတွက်ကြောင့်ပူရပင်ရကူညီပေးရရိုင်းမင်းပေးရစသဖြင့်ဒီလိုအပိုင်းကဏ္ဍလေးကြုံတွေ့ရတတ်တယ်ကိုယ့်ရဲ့ကျမ်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အားနည်းနေတဲ့အပိုင်းကတော့ထိခိုက်ဒဏ်ရာအနှဲငယ်ရတတ်တယ်ခန္ဓာကိုယ်ထဲကသွေးအနှဲငယ်ထွက်တာတော့ဒါမှမဟုတ်တစ်ခုနဲ့ထိမိတာတစ်ခုနဲ့ရှမိတာပေါ့နော်ဒီလိုအနှဲငယ်ဖြစ်ကိန်းတော့ရှိရဲအခြေအနေကိစ္စနဲ့ပတ်သက်လာရင်တော့တနင်္လာသားသမီးတွေလည်းအားနည်းနေတာတော့တွေ့ရပါတယ်ကြာနေတဲ့ကက်ကကျွန်တော်နံပါတ်73 The Dash Unlucky ကဏ္ဍပေါ်ပြထားတယ်ဒါကြောင့်မလို့မနေ့ကတနင်္လာသားသမီးတွေအခြေအနေကိစ္စနဲ့ပတ်သက်ပြီးအသက်နိုင်ဆုံးကျွန်တော်တို့ရံမဖြစ်ဖို့အတွက်စကားမများဖို့အတွက်လိုအပ်ပါတယ်မနေ့ကရံဖြစ်စကားများလိုက်တာဟာခါတိုင်းရံဖြစ်စကားများတာနဲ့မတူဘဲနဲ့ပုံမှုပြီးတော့ကြီးသွားတာမျိုးဘာမှမဟုတ်တဲ့ပြဿနာနဲ့ပြဿနာကြီးဖြစ်သွားတာမျိုးတမီးစားကြားထဲမှာကွဲဖို့ပြဲဖို့ဖြစ်သွားတာမျိုးတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့အသက်နိုင်ဆုံးကျွန်တော်အခြေကိစ္စနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပါလို့တော့မှာကြားချင်ပါတယ်ဆက်လက်ပြီးတော့အိမ်တော်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးတွေဟာခရီးသွားဖို့အတွက်ကြံစီထားတဲ့ကိစ္စတွေခရီးသွားလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုမှာဒီယောဂပြီးသွားရင်ဘယ်သွားမယ်ညာသွားမယ်စသဖြင့်တိုင်ပင်ထားတဲ့ကိစ္စတွေအထမြောက်အောင်မြင်မှုရရှိနိုင်တဲ့အပိုင်းခြားတစ်ခုဖော်ပြထားတယ်နောက်တစ်ခါမမျှော်လင့်ထားပဲနဲ့ကျွန်တော်တို့အလောက်ကနေပြီးတော့ဒီကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီယောဂပြီးသွားတာပဲဖြစ်ဖြစ်အခုရက်ပိုင်းအတွင်းမဲ့ဖြစ်ဖြစ်ခရီးသွားလာတာမျိုးတွေဖြစ်ပေါ်တတ်တယ်အိမ်သားတူဦးပေါ့နော်ကိုယ့်အိမ်မှာရှိနေတဲ့လူတူဦးတယောက်ပေါ့နော်ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်မယ်ကိုယ့်ယောက်ျားလည်းဖြစ်ချင်ဖြစ်မယ်ကိုယ့်သားသမီးလည်းဖြစ်ချင်ဖြစ်မယ်ကိုယ်မှာအိမ်မှာအတူတူနေတဲ့လူတူဦးတယောက်ခရီးသွားလာရတာတွေဒီရက်ပိုင်းအတွင်းမှာတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့ဟိုးအရင်တော့လောက်ခဲ့တဲ့ကိစ္စအဟောင်းပြဿနာဟောင်းတွေပြန်လည်ပြီးတော့ပေါ်ပေါက်တတ်တယ်ပြီးတော့အိမ်မှာနေရင်းနဲ့ကိုယ့်ရဲ့အနာဟောင်းပေါ့ဘယ်လိုခေါ်ယောဂအဟောင်းဖောက်လဲဖောက်ပြန်ဖြစ်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်မပြီးပြတ်သေးတဲ့ပြဿနာတွေကနေတဆင့်ပြန်လဲပြီးတော့နောက်တစ်ဖန်ပြဿနာထပ်ဖြစ်တာမျိုးတွေเนาะအဟောင်းတွေကနေအစ်စ်ပြန်ဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့သတိထားပါနောက်တစ်ချက်ကတော့ကျွန်တော်ရုံးဝင်တဲ့အစိုးရဝန်ထမ်းတွေကတော့မနက်ဖြန်ကအားကောင်းမှုပြသထားတယ်ဒါကြောင့်မလို့လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးအထက်လူကြီးတွေရဲ့ချီကျူးစကားပြောခံရတာမျိုးဒါမှမဟုတ်ရင်အထက်လူကြီးတွေရဲ့အတိမတ်ပြုခံရတာမျိုးအထက်လူကြီးတွေကကိုယ့်ကိုနာမည်ကောင်းပြောတာမျိုးကောင်းသတင်းပြောတာမျိုးတွေတွေ့ကြုံလာမယ့်ချိန်ပိုင်းခြားတစ်ခုဖြစ်တယ်လုပ်ငန်းလုပ်တဲ့အခါမှာကိုယ့်ရဲ့နာမည်ကုန်သတင်းကြော်စောခြင်းဆိုတဲ့ကိန်းဂဏန်းနေနဲ့ပြည့်နေနေတဲ့အတွက်ကြောင့်မနက်ဖြန်ကအစိုးရဝန်ထမ်းရုံးဝန်ထမ်းတွေအနေနဲ့အလုပ်လုပ်တဲ့အခါမှာအဆင်ပြေမှုတွေရရှိလာမယ်ကိုယ့်ရဲ့လစာတိုးဖို့အတွက်ကိုယ့်ရဲ့ယာတုတိုးဖို့အတွက်အထောက်ပံ့တစ်ခုခုရရှိလာမယ်နေ့ပိုင်းခြားလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်အင်္ဂါသားသမီးတွေဆက်သွားအောင်အင်္ဂါသားသမီးတွေကမနက်ဖြန်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အင်္ဂါသားသမီးတွေဟာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့အခက်အခဲတစ်ခုခုကြုံတွေ့ရတတ်ပါတယ်ကိုလုံနေတဲ့အခါမှာကိုပုံမှန်
ဝယ်နေတဲ့ပစ္စည်းဝယ်လို့မရတာဒါမှမဟုတ်ကိုယ့်ရဲ့ကုန်ကျန်းဝယ်လှောင်လို့မရတာဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းအားနည်းနိုင်တယ်ပြီးတော့ကိုယ့်ရဲ့ supplier ပေါ့ကိုယ်နဲ့ပတ်သက်လောက်ဆောင်နေတဲ့လူတွေရဲ့အားနည်းမှုကြောင့်ကိုယ့်ရဲ့လုပ်ငန်းဆိုင်းငဲ့သွားတာခေတ္တခဏလဲပတ်မှုရက်ဆိုင်သွားတာမျိုးတွေဖြစ်ပေါ်လာနိုင်တယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေဟာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးပင်ပန်းတာတစ်မျိုးတခြားကိုယ့်ရဲ့လူမှုရေးကိစ္စတခြားတော့အလုပ်ကိစ္စနဲ့မသက်ဆိုင်တဲ့တခြားကိစ္စတွေကြောင့်စိတ်ဆင်းရဲရတာတစ်မျိုးဒါကြောင့်မနေ့ကလုပ်နေရတာလုပ်ငန်းခွင်ထဲမှာစိတ်ပြပြဝမရောက်ပဲနဲ့ကျွန်တော်စိတ်မပါလက်မပါနဲ့လှုပ်လို့နေရတဲ့ပုံစံမျိုးဖြစ်ပေါ်တတ်ပါတယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတစ်ခုခုပူပင်နေရတာမျိုးတွေတွေ့ကြုံလာတတ်တယ်ကိုပေးစရာရှိတဲ့လူတွေကနေစဉ်ကိုငွေပြန်ဆက်ဖို့အတွက်ကိုချီးထားတဲ့လူတွေဒါမှမဟုတ်ကိုလူတယောက်စီကနေငွေခဏလှည့်ထားတဲ့လူတွေကနေစဉ်ကိုငွေပြန်တောင်းတတ်တယ်ဒါကြောင့်မလို့ငွေကြေးတော့ကငွေကြေးအပူပင်အနေငယ်ကြုံတွေ့ရတတ်တယ်နောက်တစ်ခါကျွန်တော်တို့မမျှော်လင့်ထားမဲ့နဲ့ကိုယ့်ရဲ့မရှိမဲ့ပတ်စံတွေထဲကနေစဉ်ပတ်စံကြပြောက်တာမျိုးတစ်ခုခုခံရတာမျိုးဒါမှမဟုတ်နေရာထားမှားတာမျိုးအရေးကြောင်းတစ်ခုကြုံတွေ့ပြီဆိုကိုယ့်ရဲ့ပတ်စံတွေကready မဖြစ်နေတာမျိုးတွေတွေ့ကြုံလာတတ်တယ်ဒါကြောင့်မလို့အပြောက်ရှလည်းရှိနိုင်တယ်သတိထားဆင်ခြင်တဲ့နဲ့ကျမကြီးနဲ့ပတ်သက်လာရင်တော့အင်္ဂါသားသမီးတွေကျမကြီးနည်းနည်းလေးအားနေတယ်မနက်ဖြန်ကနေထိုင်မကောင်းဖြစ်တာကျွန်တော်တို့ခေါင်းတုပ်ခေါင်းကိုက်ဖြစ်တာဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုဆိုတဲ့ကိန်းကနက်အနေနဲ့ပြည့်နှက်နေတဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးတွေကျမကြီးကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးခရူးဆိုင်ပါအခြေရေးကိစ္စနဲ့ပတ်သက်ပြီးတော့အချက်တကွဲကျုံးနဲ့ဖြစ်ရဂိမ်းကြီးကျွန်တော်ဒီ Tarot ကတ်ကဖော်ပြထားပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မနေ့ကအင်္ဂါသားသမီးတွေအခြေကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးသတိထားဆင်ခြင်တဲ့နဲ့မျက်နှာပြက်ရတဲ့အပိုင်းကဏ္ဍတွေပြီးသွားတဲ့ခါကျရင်ကိုယ့်ရဲ့ရှက်သိက်ခါကိုစော်ကားတဲ့အပိုင်းကဏ္ဍတွေပြီးတော့ကိုယ့်မလိုလားအပ်ပဲနဲ့ဂျားတွေကနေတွေးလှုပ်ဆော်မှုတွေပြုလုပ်တဲ့အပိုင်းတွေမနေ့ကတွေ့ကြုံလာမယ့်အချိန်ပိုင်းညတစ်ခုဖြစ်တယ်ကိုယ့်ရဲ့ဘယ်လိုကောမလဲကိုယ့်ရဲ့အခြေရေးရာကိုယ်ပြန်လည်ပြီးတော့ဒုက္ခပေးတဲ့အချိန်တွေအပိုင်းခြားဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးတွေအခြေကိစ္စနဲ့ပတ်သက်ပြီးကံကောင်းခြင်းမရှိဘူးလို့ပဲဟောပြရမှာပါနောက်တစ်ခါကျွန်တော်တို့အိမ်တော်ရေးမှာကတော့အင်္ဂါသားသမီးတွေကကျွန်တော်ပျော်ရွှင်မှုရရှိမဲ့အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်ယောက်ျားနဲ့အဆင်မပြေတဲ့လူတွေပြန်လဲပြီးတော့အဆင်ပြေလာမယ်တယောက်နဲ့တယောက်အိမ်မှာရန်ဖြစ်တကားစကားများထားတဲ့လင်မယားတွေလည်းပြန်လဲတင့်မြတ်လာမယ်ပြီးရင်ကိုယ့်ရဲ့မိတ်ဆွေဟောင်းနော်ကိုနဲ့မတွေ့ရတာကြာပြီဖြစ်တဲ့ကိုယ့်ရဲ့မိဟောင်းဆွေဟောင်းတွေနဲ့ပြန်လဲပြီးတော့တွေ့ဆုံရတာမျိုးတွေဒါမှမဟုတ်လို့ရှင်သူတို့စီကနေစင်ကောင်းသောသတင်းစကားကြားရတာသူတို့စီကအလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးကမ်းလှမ်းတာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေအပေါင်းအသင်းကောင်းတွေရရှိလာနိုင်တယ်မိတ်ဆွေအပေါင်းအသင်းကိုအခြေခံပြီးတော့လုပ်ငန်းအသစ်တွေတွေ့ရှိလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးအဆင်မပြေတဲ့အင်္ဂါသားသမီးတွေကမနေ့ကအဆင်ပြေစားပြုလာမယ်အဆင်ပြေလာမယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းတယ်မနေ့ကအစိုးရဝန်ထမ်းရုံးဝန်ထမ်းတွေကတော့အင်္ဂါသားသမီးတွေကအလုပ်ပင်ပန်းမှုကြုံတွေ့ရတတ်တယ်ကိုယ်အလုပ်မဟုတ်ပဲတခြားလူအလုပ်ကိစ္စတွေကပါဝင်ပတ်သက်ပြီးတော့လှုပ်ဆောင်ရတာမျိုးဒါမှမဟုတ်လို့ရှိရင်သူများအပူကိုယ့်အပူဖြစ်လာတာမျိုးသူများလုပ်နေတဲ့ကိစ္စမပြီးမြောက်ပဲကိုကပါဝင်ပြီးတော့ပူပေါင်းပြီးကူညီပေးရတဲ့အတွက်ကြောင့်မလို့ကိုပုံမှန်လုပ်နေတဲ့လုပ်အားထက်ပုံမပြီးတော့ခွန်အားစိုက်ထုတ်ပြီးလုပ်ရတာမျိုးပုံမှန်လုပ်နေတဲ့အလုပ်ချိန်တဲ့အလုပ်ချိန်ကြာမြင့်ပြီးတော့လုပ်ရတာမျိုးတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဗုဒ္ဓဟူးသားသမီးရာဟုသားသမီးတွေရဲ့တနေ့တာကံကြမ္မာကိုဆက်သွားမယ်ဗော်ဒူးသားသမီးရာဟုသားသမီးတွေကမနက်ဖြန်ကကိုပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေကမထင်မှတ်ထားပဲနဲ့လုပ်ငန်းကထင်ထားတာတဲ့ပုံမှုပြီးတော့အောင်မြင်တာမျိုးတွေတွေ့ကြုံလာတတ်တယ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့အခြေအနေကောင်းမှုတွေအများကြီးဖြစ်တည်မှုတွေရရှိလာမယ့်အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးခက်ခဲနေတဲ့အပိုင်းတွေကိုတခြားလူတူတယောက်ရဲ့ကူညီမှုဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့စူးစမ်းမှုတွေနဲ့အောင်မြင်နေတဲ့အချိန်ပိုင်းကြားတစ်ခုလို့ပြသထားတယ်ကိုယ့်ရဲ့လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးမပြေလည်တဲ့အပိုင်းတွေပြန်လည်ပြီးတော့အဆင်ပြေမှုတွေ့ရှိလာမယ့်အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်အထူးတစ်ဖြစ်ကတော့ကျွန်တော်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးငွေကြေးချီးငှားထားတာဒါမှမဟုတ်ရှင်ငွေကြေးအကူအညီတောင်းထားတဲ့လူတွေမနေ့ကငွေကြေးရရှိနိုင်တဲ့အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်ဥပမာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲဆိုငွေမလောက်လို့လုပ်ငန်းလည်ပတ်ဖို့အတွက်သူများစီကငွေချီးထားတဲ့လူတွေမနေ့ကအားကောင်းတယ်ငွေရရှိလာနိုင်တယ်လို့ဖော်ပြထားခြင်းဖြစ်တယ်မနေ့ပိုင်းမှာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးခက်ခဲမှုတစုံတရာကြုံတွေ့ကောင်းကြုံတွေ့ရမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လူတွေပေါ့နော်မနေ့ပိုင်းမှာအလုပ်လုပ်တဲ့ခါမှာအဆင်မပြေမှုတွေခက်ခဲမှုတွေကြုံတွေ့ရမယ်သို့တော့အချိန်တူတူအတွင်းမှာပဲကျွန်တော်နေကင်းလောက်ညနေလောက်မှာအဲ့ဒီအလုပ်ကိစ္စတွေကိုယ့်ရဲ့ခက်ခဲနေတဲ့အရာတွေသူ့အနေနဲ့သူပြန်လဲပြီးတော့အဆင်ပြေသွားမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်
ငွေကြေးကိစ္စနဲ့ပတ်သက်ရင်လည်းခဏကျွန်တော်ပြောတဲ့အတိုင်းပဲငွေကြေးအထောက်ပံ့ရမယ်ဆိုတဲ့အချိန်ဒီပိုင်းခြားပြသထားတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ငွေကန်တွေလက်လာပါပွင့်နေတဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ကိုချီးထားတဲ့ငွေကြေးတွေကနေစင်မရဘူးစောင်းမီလို့ထင်ထားတဲ့လူတွေကိုငွေအကျွေးပြန်ဆက်တာအတိုးမပေးတာကြာပြီဖြစ်တဲ့လူတွေကိုအတိုးပြန်ပေးတာဒါမှမဟုတ်လို့ရှိရင်လည်းကိုအရင်တော့ရင်းနှီးမြှုပ်နှံထားတဲ့အလောက်ကနေတစ်ဆင့်အမျက်ဆုံးရတာတွေတွေ့ကြုံလာမယ်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ဒါကြောင့်ငွေကြေးလက်လာပဲပွင့်လင်းနေတဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်။ကျမကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခါနာခါခိုက်တတ်ပါတယ်။ကျန်တဲ့အပိုင်းကဏ္ဍမှာတော့ကျွန်တော်တို့ဗုဒ္ဓဟူသားသမီးတွေတိတ်ထူကျွန်တော်အနေနဲ့မတွေ့ရပါဘူး။အခြေကိစ္စမှာတော့မိဘကြောင့်ဆရာသမားကြောင့်မိတ်ဆွေကြောင့်ရန်ဖြစ်ရခြင်းရှိပါတယ်။အခြေကိစ္စမှာကိုယ့်ရဲ့အဖေမေကြောင့်သူ့ရဲ့ဖေမေကြောင့်သူ့ရဲ့ဆရာသမားကြောင့်ကိုယ့်ရဲ့ဆရာသမားကြောင့်ဒါမှမဟုတ်သူ့ရဲ့မိတ်ဆွေကြောင့်ကိုယ့်ရဲ့မိတ်ဆွေကြောင့်သူ့ရဲ့တငယ်ချင်းကြောင့်ကိုယ့်ရဲ့တငယ်ချင်းကြောင့်ပေါ့နော်။ပြဿနာဖြစ်ခြင်းရှိတယ်။ဒါကြောင့်မလို့တက်နိုင်တယ်ဆိုရင်တခြားလူတွေရဲ့ကိစ္စတွေတခြားလူတွေရဲ့ပြဿနာတွေအခြေအရေးကိုမဆွဲထည့်တာပိုကောင်းနိုင်မယ်မနေ့ကငါ့ကိုအခြေအရေးတီးတဲ့ရက်တီပါလူမှုရေးကိစ္စတွေနဲ့ရောထွေးပြီးတော့အခြေအရေးကိုမပတ်သက်တင်ဘူးမဆက်ဆံတင်ဘူးမကူညီတင်ဘူးဒါကြောင့်မလို့အခြေအရေးကိစ္စဟာကိုရီနှစ်ယောက်ကြောင့်မဟုတ်ဘဲနဲ့ဘေးလူတွေကြောင့်ပြဿနာတွေဖြစ်တာတွေကြုံတွေ့လာနိုင်တယ်ဒါကြောင့်မလို့သတိထားပါအိမ်တော်ရေးကိစ္စနဲ့ပတ်သက်ပြီးသားသမီးကြောင့်ပျော်ရွှင်မှုရတတ်တယ်ပြီးတော့ကိုယ့်ရဲ့သားသမီးထံကနေစင်အမှတ်တရစကားဒါမှမဟုတ်ပျော်ရွှင်မှုတစ်ခုခုရရှိတတ်တဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်သားသမီးရဖို့စ조사နေတဲ့သူတွေဒီလအပိုင်းအတွင်းမှာသားသမီးယတနာဖြစ်ထွန်းမှုအတွက်အခြေအနေကောင်းတွေရရှိလာမယ်ပြီးတော့လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာမှုတွေရရှိလာမယ့်အခြေပိုင်းခြားတစ်ခုဖြစ်တယ်ကိုယ့်အကိုဘလို့ပဲလုပ်ငန်းကိုပိတ်ဆို့နေပလိစေလုပ်ငန်းမပြေလည်သည်ဖြစ်ပလိစေမနေ့ကငါကိုယ့်ရဲ့လုပ်ငန်းပြေလည်ဖို့အတွက်ကိုယ့်ရဲ့လုပ်ငန်းအဆင်ပြေဖို့အတွက်အခွင့်အလမ်းကောင်းတွေကံတရားပေးလာတဲ့အချိန်မှာကိုယ့်ဘက်ကဒီကံတရားကိုတည်တည်ချာချာအသုံးချပြီးလုပ်မယ်ဆိုလို့ရှိရင်ရှေ့လျှောက်ကိုယ့်ရဲ့လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးအမှန်တန်စင်ပြေနေတဲ့အချိန်ပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းနဲ့နောက်တစ်ခါအားနည်းချက်ကတော့ကျွန်တော်အိမ်မှာသုံးဆောင်နေတဲ့အိမ်နောက်ဖေးပစ္စည်းတွေပေါ့နော်ကျွန်တော်တို့အိုးတို့ခွက်တို့ဒန်တို့ဂန်တို့အိမ်နောက်ဖေးမှာသုံးဆွဲနေတဲ့ပကံခွက်ရောက်တွေကြကွဲတာဒါမှမဟုတ်ရှင်ကျွန်တော်တို့မီးဘူးပြတ်တာ gas မီးဘူးတစ်ခုခု error တက်တာမီးဘူးကြောင့်လည်းပတ်သက်တယ်ပေါ့နော်ဟိုကျွန်တော်ဘယ်လိုပြောမလဲဆိုတော့သုံးဆွဲနေတဲ့ပစ္စည်းတစ်ခုပျက်စီးတာတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်မနေ့ကကျွန်တော်ရုံးဝင်တဲ့အစိုးရဝန်ထမ်းဗုဒ္ဓဟူသားသမီးတွေကတော့ကျွန်တော်တို့ကြနေတဲ့ကတ်အရာပြောမယ်ဆိုလို့ရှိရင်ဝေဖန်တိုက်ခိုက်မှုရမ်းများတယ်မနာလိုဝန်တိုတဲ့လူတွေเนาะကိုယ့်ကိုကြည့်မရတဲ့လူတွေကိုယ့်ဘောတိုက်ခိုက်တဲ့လူတွေပြီးတော့ကိုယ့်ကိုစောင်းမြောင်းအတင်းပြောတဲ့လူတွေနဲ့တွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဝန်ထမ်းချင်းချင်းလည်းဖြစ်နိုင်တယ်ကိုယ့်တဲ့စီနီယာကြနေတဲ့လူကြီးတွေလည်းကိုယ့်ရဲ့မကောင်းအကြောင်းကိုအတင်းဖွဲ့စုပြီးတော့ပြောတာဆိုတာမျိုးတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်မနေ့ကကိုလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးဘယ်လောက်ပဲကောင်းအောင်ပဲလုပ်ကိုယ့်ရဲ့စေတနာဝေဒနာဖြစ်သွားတာပဲဖတ်တင်တယ်ကိုဘက်ကတီတီချာကောင်းမွန်နေလဲကို့အပြစ်မရှိအပြစ်ရှာပြောဆိုတာမျိုးတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်။ဒါကြောင့်မလို့အစိုးရဝန်ထမ်းရုံးဝန်ထမ်းဗုဒ္ဓဟူသားသမီးတွေကတော့မနက်ဖြန်ကလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ဝမ်းနဲ့ကြေကွဲမှုတချို့တစ်ဝက်နဲ့ကြုံတွေ့လာနိုင်ပါတယ်။ Okay မနက်ဖြန်ကကျွန်တော်ကြုံတွေ့လာမယ့်ကြာလာပရိသားသမီးတွေရဲ့တနေ့တာကံကြမ္မာလေးကိုဆက်သွားအောင်နော်။ကြာရီသားသမီးတွေဟာမနက်ဖြန်ကကိုပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေဟာလုပ်ငန်းခွင်မှာရှိနေတဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေကိုယ့်ရဲ့အလုပ်သမားတွေကြောင့်ကိုယ့်ရဲ့လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးထိခိုက်နစ်နာမှုတွေကြုံတွေ့လာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်။လုပ်ငန်းလည်ပတ်မှုအားနောက်ကျသွားတတ်တယ်။ကိုယ်မှာရှိနေတဲ့ဝန်ထမ်းတွေအလောက်ကထွက်တာမျိုးကိုယ်ကိုပြန်ပြီးကလန်ကစားလုပ်တာမျိုးကိုယ်ကိုပြန်ရန်ရှာတာမျိုးကိုထိခိုက်နစ်နာအောင်တစ်ခုလုပ်တာမျိုးတွေဖြစ်ပေါ်လာတတ်တယ်။ဒါကြောင့်မလို့မနက်ဖြန်ကကိုပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့ကြာတာပရိသားသမီးတွေကဝန်ထမ်းတွေအလုပ်သမားတွေအကျိုးပေးမှုအားနည်းနေတယ်ပြီးတော့လုပ်ငန်းလုပ်ရင်လုပ်ငန်းခွင်မှာရှိတဲ့စက်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ချွန်ရမှုတွေဖြစ်ပေါ်တတ်တယ်ဥပမာကျွန်တော်တို့ဘယ်လိုကောကွန်ပျူတာပြတ်တာမီးပြတ်တာစသဖြင့်ပေါ့နော်လျှက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့အပိုင်းစက်မှုပိုင်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့ဟာတွေကပျက်စီးယိုယွင်းမှုကြောင့်ပြန်ပြင်ရတာမျိုးဒီဟာနဲ့လည်ပတ်နေတဲ့အလုပ်တွေမှာကြန့်ကြာသွားတာမျိုးတွေအဆင်မပြေဖြစ်တာမျိုးတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မနေ့ကကြာတာပရိသားသမီးတွေကဘာမှမဟုတ်တဲ့ငွေကြေးကိစ္စနဲ့တယောက်နဲ့တယောက်သဘောထားချင်းကွဲလွဲတာစကားများတာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ခဏကျွန်တော်ပြောထားတဲ့ကိုယ့်ရဲ့အလုပ်သမားကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့လည်းဖြစ်နိုင်လို့ကိုယ့်ရဲ့အနီးနားမှာရှိနေတဲ့ကိုယ့်ရဲ့ပါတနာတွေနဲ့လည်းဖြစ်နိုင်ပါတယ်ငွေကြေးပမာဏကဘာမှများတဲ့ငွေကြေးပမာဏမဟုတ်ဘူးတို့တော့
ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးအငင်းကုန်ဖြစ်တာမထင်မှတ်ထားပဲနဲ့ဖြစ်သွားတာမျိုးပြောတာနော်ကြိုတင်ကြံစီထားတာလည်းမဟုတ်ဘူးမထင်မှတ်ထားတဲ့ပြဿနာလေးတစ်ခုကနေစဉ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးစကားများရန်ဖြစ်ရတာတွေအထိဖြစ်သွားနိုင်တယ်အဲကြောင့်သတိထားဆင်ခြင်မှုအတွက်လိုအပ်တယ်ကျမကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေးဘက်နာဖြစ်ထားတဲ့လူတွေလေးဖြန်းထားတဲ့လူတွေနည်းငယ်သတိထားပါလေးဘက်နာပြန်ဖောက်တာမျိုးလေးပြန်ဖြန်းတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့လေထိုးလေအောက်ဖြစ်တတ်တယ်အဲ့ဒါလေးကိုနည်းနည်းလေးသတိထားစေချင်ပါတယ်ဂျာရာပရိသသမီးတွေအခြေရေးနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်သူဘောကိုစိတ်မချတာကိုယ့်ရဲ့ချစ်သူဘောကိုတဝန်တိုးတာမျိုးပေါ့နော်ကိုယ့်ရဲ့သူ့အတူဟိုဘက်မှာဘာလုပ်လဲမသိဘူးကိုယ့်ဟာကိုယ်သူ့တဝန်တိုးနေရောကိုစိတ်နဲ့ကိုအစင်မပြေဖြစ်တတ်တယ်ပေါ့နော်ဆိုလိုတာတစ်ဖက်သက်ကိုယ့်ဘက်ကတွေးခေါ်လိုက်တဲ့အရာတွေကြောင့်စိတ်ဆင်းရတာမျိုးတွေဖြစ်တတ်တယ်သူကလည်းချိန်လန်းပြက်ချင်လဲပြက်နေမှာပေါ့နော်မပြက်ချင်လည်းမပြက်ဘူးနော်ကိုယ့်ဘက်ကတစ်ဖက်သက်အတွေးကိုယ့်ရဲ့အတွေးနဲ့ကိုယ်ပြန်တက်နေတတ်တယ်နော်ငါချစ်သူငါ့ကိုတစ္ဆာဖောက်သွားပြီလားနောက်တစ်ယောက်နဲ့များကြိုက်နေတာလားစသဖြင့်ပေါ့နော်ဒီလိုကိစ္စနဲ့ပတ်သက်ပြီးကိုယ့်ဘက်ကအောက်ကြီးမတီးခံနိုင်ပဲနဲ့တစ်ဖက်လူကိုသွားပြီးတော့ပြောဆိုဆက်ဆံလိုက်တဲ့အခါမှာမလိုလားအပ်ပဲပြဿနာတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့မနေ့ကအဲ့လိုကိစ္စနဲ့ပတ်သက်ပြီးပြောတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တိတိကျကျလေ့လာပါတိတိကျကျသုံးသပ်ပါကိုချစ်သူတကယ်ဖြစ်နေတယ်ဆိုမှပြောပါမဟုတ်ပဲနဲ့ဂျားလူပြောတဲ့စကားကိုစိတ်ထင်တဲ့ဟာတွေနဲ့ကိုချစ်သူသွားပြီးတော့ဆွဆွဲတာမျိုးမပြုတ်လို့တင်ဘူးပေါ့နော်တကယ်လို့ပြုတ်လို့တယ်ဆိုရင်တော့လိုလားအပ်ပဲပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နောက်တစ်ခါကျွန်တော်တို့အိမ်တော်ကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ဟောကြားပေးရှင်တယ်အိမ်တော်ကြီးကိစ္စမှာအိမ်မှာသုံးဆွဲနေတဲ့စက်တက်ရှင်တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒါဖြစ်တတ်တယ်ဥပမာကားပြတ်တာမျိုးဆိုင်ငယ်ဆိုရင်လည်းဆိုင်ငယ်ပြတ်တာမျိုးစက်ဘိန်းဆိုရင်လည်းစက်ဘိန်းပြတ်တာမျိုးပေါ့နော်အိမ်မှာသုံးဆွဲနေတဲ့စက်ပစ္စည်းပိုင်းနဲ့ပတ်သက်ပြီးတော့သွာလာလှုပ်ရှားနေတဲ့အပိုင်းတွေမှာအနည်းငယ်လေးကျွန်တော်တို့ပြဿနာဖြစ်နိုင်တယ်ဥပမာကားပြတ်လို့ကားပြင်ရတာဆိုင်ငယ်ပြတ်လို့ဆိုင်ငယ်ပြင်ရတာဒါမှမဟုတ်လို့ချင်းအိမ်မှာသုံးနေတဲ့လျှက်စစ်ပစ္စည်းတွေ wire short ဖြစ်တာတွေဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့လည်းတွေ့ကြုံလာနိုင်တယ်အဲ့ဒီအပိုင်းလေးကိုတော့နည်းနည်းလေးသတိထားဆင်ခြင်ပါတကယ်လို့ကိုယ့်ဘက်ကမပြတ်ဘူးကားမပြတ်ဘူးအေးဆေးပဲမတတ်ပါဒါပေမဲ့ကိုမောင်းသွားရင်လည်းတခြားလူတယောက်ကကိုကားကိုဝင်ပုတ်တာဒါမှမဟုတ်လမ်းရောက်မှဘိန်းပေါက်တာတခုခုပေါ့ကွာအဲ့လိုမျိုးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မတတ်ပါကကားမောင်းတဲ့ခါအဖြစ်ဆိုင်ကယ်မောင်းတဲ့ခါအဖြစ်စက်ဘိန်းမောင်းတဲ့ခါအဖြစ်တိတိကျကျကိုယ့်ရဲ့စက်တက်ရင်တွေကိုစီရီလီဝိုင်ပေါ့ဗျာဒီလိုမျိုးနဲ့ပတ်သက်ပြီးတော့ချွန်ရမှုရှိမရှိသိချာကြည့်ပါကားမောင်းတဲ့ခါကျရင်လည်းဂရုစိုက်မောင်းပါဆိုင်ကယ်မောင်းတဲ့ခါကျရင်လည်းဂရုစိုက်မောင်းပါပြီးတော့အိမ်မှာရှိနေတဲ့လျှက်စစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တိတိကျကျဂရုစိုက်ပြီးတော့သုံးဆွဲပါမေးလျော့သွားပြီး wire short ဖြစ်တာကနေတစ်ဆင့်မီးလောင်တာမီးလန့်တာတွေဖြစ်တတ်တယ်သတိထားပါနောက်တစ်ခါကြာလာပရိသသမီးတွေနဲ့ကျွန်တော်တွေ့ကြုံလာမယ်ရုံးဝင်တဲ့အစိုးရဝန်ထမ်းတွေဟာကံကောင်းခြင်းတွေရရှိလာမယ်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်နောက်တစ်ခါကိုယ့်ရဲ့မတိသေးတဲ့ကိုယ့်ရဲ့မတက်သေးတဲ့ဒီအလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အပိုင်းတွေတင်ကြားခွင့်ရရှိမဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ယာဒူးအပြောင်းလဲဒါမှမဟုတ်ဌာနအပြောင်းလဲတွေလည်းကျွန်တော်တွေ့ကြုံလာမဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ပုံမှန်ကိုလုပ်နေကြအလုပ်မဟုတ်ဘဲနဲ့တခြားတော့လုပ်ငန်းအသစ်တွေမှာပါဝင်ပတ်သက်ပြီးတော့လှုပ်ဆောင်ရတာမျိုးပူးပေါင်းပြီးလှုပ်ဆောင်ရတာမျိုးတွေတွေ့ကြုံလာမဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ဒါမှမဟုတ်လည်းအထက်လူကြီးတယောက်ကကိုယ်တခြားတော့တာဝန်တစ်ခုခုအလုပ်တာဝန်တစ်ခုခုပေါ့နော်အရေးကြီးတဲ့အလုပ်တာဝန်တစ်ခုခုပေးတာတွေးကြုံလာမယ်အချိန်ပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့တောက်ကြသားသမီးတွေရဲ့တနေ့တာကံကြမ္မာလေးကိုဆက်သွားအောင်နော်တောက်ကြသားသမီးတွေကမနက်ဖြန်ကကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တဲ့လူတွေဟာမိတ်ဆွေတွေရဲ့အထောက်ပံ့ရရှိမဲ့အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်ဆက်သူရှယ်ယာတွေအကျိုးပေးမဲ့အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်ပြီးရအတင်းအဖွဲ့နဲ့ပတ်သက်တဲ့လှုပ်ဆောင်တဲ့ကိစ္စတွေလူစုလူဝေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့လုပ်ကိစ္စတွေမှာတောက်ကြသားသမီးတွေအားကောင်းနေတာကိုတွားပြီးတွေ့ကြုံလာမဲ့အချိန်ပိုင်းကြားတစ်ခုဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင်လုပ်ငန်းတစ်ခုကိုဆက်သူရှယ်ယာပူးပေါင်းပြီးလှုပ်ဆောင်ရမယ့်ကိစ္စတွေပေါ်ပေါက်လာတတ်တယ်တကယ်လို့ဆက်သူရှယ်ယာလုပ်ရမယ့်ကိစ္စတွေမနက်ဖြန်ကပေါ်ပေါက်တဲ့နေဆိုရင်တောက်ကြသားသမီးတွေပြုလုပ်တဲ့နေအားကောင်းနေအောင်မြင်မှုရရှိမယ့်အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်ပြီးတော့ဈေးအောင်ဈေးဝယ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကုန်တယ်ပွဲစားဈေးဆိုင်ပေါ့ဗျာကျွန်တော်တို့ဒီကုံစုံဆိုင်တို့တခြားတော့ဘီယာဆိုင်စတိုးဆိုင်စသဖြင့်ဈေးအောင်ဈေးဝယ်လုပ်နေတဲ့လူတွေအားလုံးဈေးရောင်းဝယ်ကောင်းနေတဲ့အနေတရက်ကိုကျွန်တော်တို့ကြုံတွေ့လာမှာပဲဖြစ်တယ်ခါတိုင်းနေတဲ့ဆိုင်ပုံမူပြီးတော့အနေငယ်ရောင်းအားကောင်းနေတာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်ပြီးတော့အလုပ်ကိစ္စနဲ့တစ်ခုခုအခက်အခဲကြုံတွေ့လာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကနေတစ်ဆင့်အကြံဉာဏ်တောင်းပါအကူအညီတောင်းပါအကြံဉာဏ်ကောင်းတွေအကူအညီကောင်းတွေရရှိလာမယ့်အချိန်ပိုင်းကြားလို့တစ်ခုလည်းဖြစ်ပါတယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတောက်ကြသားသမီးတွေကမနက်ဖြန်ကအလုပ်ငန်းကိုအခြေပြုပြီးတော့ငွေကြေးဝင်လာတဲ့အချိန်ပိုင်းခြားတစ်ခုဒီကြုံတွေ့လာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်မနက်ဖြန်ကကိုလှုပ်တဲ့အလုပ်တွေအောင်မြင်မှုရရှိမယ်ကိုဝယ်တဲ့ပစ္စည်းတွေကနေအမျက်ဆုံးရရှိမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ငွေကြေးအမျက်ဆုံးရရှိမယ့်အချိန်ပိုင်းခြားတစ်ခုလည်းဖြစ်တယ်
တောက်ကြသားသမီးတွေကမနက်ဖြန်ကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးအားနည်းနေပါတယ်ဒါကြောင့်မလို့ကျမ်းမာရေးကိုအထူးဂရုစိုက်တင်တယ်မမျှော်လင့်ထားပဲနဲ့ကျွန်တော်တို့ဖျားနာတာဆေးရုံဆေးကန်းစသဖြင့်ဒီလိုရောက်ဂိမ်းနေရှိတယ်နောက်တစ်ခါကျွန်တော်တို့တခုခုထိကြိုက်တိုင်းရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တိတိလေးမဟုတ်ပဲထိကြိုက်တိုင်းရကြီးကြီးမားမားတွေဒီတိုင်းကုလို့မရပဲနဲ့ကျွန်တော်ဆေးကန်းသွားကုရတာမျိုးတွေဆေးရုံသွားကုရတာမျိုးတွေတွေ့ကြုံလာမဲ့ချိန်ပိုင်းကြတစ်ခုဖြစ်တယ်ဒါကြောင့်မို့တောက်ကြသားသမီးတွေနည်းနည်းလေးကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမဟုတ်ပါဘူးတော်တော်လေးဂရုစိုက်ဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်ရဲ့တဲတော့အရာပြောတာပေါ့နော်အခြေအကိစ္စနဲ့ပတ်သက်ပြီးမတင်မကြကိစ္စတွေများစွာနဲ့ရှုပ်ထွေးနေတတ်ပါတယ်ကိုယ့်ရဲ့အခြေအကိစ္စကိုပဲဦးစားပေးရမလားအလုပ်ကိုပဲဦးစားပေးရမလားမိသားစုကိုပဲဦးစားပေးရမလားစသဖြင့်မတင်မကြဖြစ်ပေါ်နေတဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်နောက်တစ်ခါအခြေအကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ်မူတာဝါဒပြောဆိုတဲ့ကိုယ့်ရဲ့ချစ်သူစကားကိုဘယ်လောက်မလဲပြောတာပြီးတော့ကိုယ့်ပေါ်လိန်နာညာတာတွေမနေ့ကအခြေကိစ္စနဲ့ပတ်သက်ပြီးတောက်ကြသားသမီးတွေတွေ့ကြုံလာမယ့်ချိန်ပိုင်းခြားတစ်ခုဖြစ်ပါတယ်မနေ့ကအိမ်တော်တွေနဲ့ပတ်သက်လာရင်တော့အိမ်တော်တွေကကိုယ့်အတွက်ကြောင့်မဟုတ်ပဲတခြားတော့မိသားစုကြောင့်ကျွန်တော်တို့အလုပ်ရှုပ်ရတာမျိုးတွေเนาะအချိန်ကုန်ပေးရတာမျိုးတွေသူတို့ရဲ့ကိစ္စကိုအကြံဉာဏ်ပေးရတာမျိုးတွေပြီးတော့သူတို့ကိစ္စတွေကိုပါဝင်ပတ်သက်ပြီးတော့ကူညီပေးရတာမျိုးတွေတွေ့ကြုံလာပါတယ်အဲ့ဒါတခြားလူမဟုတ်ပါဘူးကိုယ့်ရဲ့မိသားစုဝင်တွေကကိုယ့်ညီကိုမောင်နှမကိုယ့်ရဲ့မိဘဆရာသမားစသဖြင့်ဒီလိုလူတွေကြောင့်မနေ့ကကိုယ့်ရဲ့အချိန်ကုန်တာငွေကုန်တာပြီးတော့ကျွန်တော်ခေါင်းစားတာခေါင်းခြောက်တာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်ပါတယ်ရုံးဝန်ထမ်းအစိုးရဝန်ထမ်းတွေကမနက်ဖြန်ကအဆွဆွဲပြောဆိုခံထိဖို့အတွက်တောက်ကြသားသမီးတွေအလားလာကောင်းတွေအများကြီးရှိပါတယ်လူတခြားလူတူတယောက်ကမိမိကိုကြောက်တွန်းတာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုယ့်ကိုဘယ်လိုခေါ်မလဲတခုခုပေါ့နော်မဟုတ်တာတခုခုနဲ့ဆွဆွဲပြောဆိုခံထိတဲ့အချိန်ဒီပိုင်းခြားဖြစ်တဲ့အတွက်ကြောင့်မနက်ဖြန်ကတောက်ကြသားသမီးတွေအတက်နိုင်ဆုံးကိုကလွဲပြီးတော့ကြံတဲ့လူတွေကိုတူးတော့ကိုမယုံပါနဲ့ကိုယ့်ရဲ့စင်းစရာပိုင်းကိုယ့်ရဲ့ဘယ်လိုခေါ် security ဘိုင်းကိုကိုယ့်အကိုတည်တည်ချာချာလေး view site ဆင်ကျင်တင်ပါတယ်နောက်ဆုံးကြံရှိတဲ့ကျွန်တော်စနေသားသမီးတွေရဲ့တနေ့တာကံကြမ္မာလေးကိုကျွန်တော်ဆက်ဟောပေးပါမယ်စနေသားသမီးတွေဟာမနေ့ကကိုပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေဟာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အပိုင်းကဏ္ဍတွေဆုံးဖြတ်ချက်ချရတာမျိုးတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြတစ်ခုဖြစ်တယ်။ပြီးတော့လုပ်ငန်းလုပ်တဲ့အခါမှာမတင်မကျကိစ္စတွေဖြစ်ပေါ်တတ်တယ်။ကိုယ့်ဘက်ကတေချာပြင်ဆင်ထားတဲ့ကိုယ့်ဘက်ကတေချာစဉ်းစားထားတဲ့စဉ်းစားမှုတွေဟာဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ပြက်ပြက်သွားတာမျိုးတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြတစ်ခုဖြစ်တယ်။ကိုမျှော်လင့်ထားလို့ကိုမျှော်မှန်းထားလို့မနေ့ကအလောက်ကပေးလာမယ့်အဖြေဟာကိုက်ညီမှုမရှိတာတွေ့ကြုံလာမယ့်အချိန်ပိုင်းကြတစ်ခုဖြစ်တယ်။ဒါကြောင့်မလို့မနေ့ကကိုပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေဟာလောက်တာအချင်းကြီးဖြစ်သွားတာမျိုးလောက်တာကိုတက်ဘာမှအဖတ်မတင်တာမျိုးတွေဖြစ်ပေါ်တတ်တဲ့အချိန်ကြီးပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ခါငွေကြေးကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်မနေ့ကငွေကြေးကိစ္စနဲ့ပတ်သက်ပြီးပြဿနာအနည်းငယ်ဖြစ်လာနိုင်ပွဲရှိတယ်။ကိုယ့်ရဲ့ငွေကြေးကိစ္စကိုမယုံမသားပဲနဲ့ကိုယ့်ပေါ်လိန်ညာဖို့အတွက်ချင်းကပ်လာတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ငွေကြေးကိစ္စကိုဘက်ကီးရိုက်ဖို့အတွက်ဂွင်ချောင်းနေတဲ့လူတွေနဲ့တွေ့ကြုံလာတတ်တယ်ဒါကြောင့်မို့မနေ့ကငွေပေးငွေယူလုပ်မဲ့ကိစ္စတွေတတိထားပါကုန်ပစ္စည်းနဲ့ပတ်သက်ပြီးဝယ်မဲ့ကိစ္စတွေတတိထားပါငွေကြေးကိစ္စနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမဲ့အပိုင်းတွေမှာစနေသားသမီးတွေတတိထားပါအလွယ်လွယ်မှတစ်ခုဖြစ်တတ်တယ်ငွေကြေးဆုံးရှုံးတတ်တယ်နောက်တစ်ခါကျွန်တော်ကျမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်စနေသားသမီးတွေကမနေ့ကကျမ်းမာရေးအနည်းငယ်အားနည်းနေပါတယ်အလုံးလုံးနေနေထိခိုက်ဒဏ်ရာရတာမျိုးတွေတွေ့ကြုံလာမယ်အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်အလုံးလုံးတယ်ဆိုတော့ဝန်ထမ်းတွေကတော့ဝန်ထမ်းမှာအလုံးလုံးနေထိမိခိုက်မိတော့အိမ်လုံးလုံးနေလည်းကျွန်တော်တို့ဓားရှာတာမျိုးခောက်ချော်လဲတာမျိုးတစ်ခုခုပေါ့နော်အလုံးလုံးနေထိခိုက်ဒဏ်ရာတစ်ခုရတတ်တယ်နည်းနည်းလေးသတိထားစေချင်တယ်အခြေအကိစ္စနဲ့ပတ်သက်ပြီးတော့မပြေလည်တဲ့အခြေအကြီးတွေပြန်လဲပြီးတော့အဆင်ပြေလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကြာနေတဲ့ကက်ကပြန်လဲရှင်းပြန်ထမြောက်ခြင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့မနေ့ကအခြေအကိစ္စနဲ့ပတ်သက်ပြီးပြဿနာဖြစ်ထားတဲ့လူတွေအဆင်မပြေဖြစ်တဲ့လူတွေပြန်လဲပြီးတော့အဆင်ပြေတင့်မြတ်လာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်။တို့တော့ဒီနေရာမှာဘာကိုဂရုစိုက်ရမလဲလို့ပြောမယ်ဆိုစနေသားသမီးတွေကိုနဲ့မရှင်းဖြစ်ခဲ့တဲ့ကိုယ့်ရဲ့ရီးစားဟောင်းတွေကြောင့်ကိုယ့်ရဲ့အခုလက်ရှိတမီးစားကိစ္စတွေမှာပြဿနာဖြစ်တာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်မလို့အခြေဟောင်းကိုအခြေခံပြီးတော့ပြဿနာဖြစ်လာနိုင်တယ်။တို့တော့မပြေလည်တဲ့ချစ်သူကြီးစားတွေရှိရဆိုလို့ရှိရင်မနေ့ကပြေလည်ဖို့အတွက်အလားအလာကောင်းတွေအများကြီးရရှိလာနိုင်တယ်
အိမ်တော်ကြီးကိစ္စမှာတော့မမျှော်လင့်ထားဘဲနဲ့လင်မယားချင်းစကားများတာရန်ဖြစ်တာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်ပါတယ်အိမ်မှာတခြားလူတူတယောက်ရဲ့ကျွန်တော်တို့တွေးထိုးလှုပ်ဆော်မှုပေါ့ကိုရောက်ကတိလည်းဖြစ်နိုင်တယ်ရက်ခမလည်းဖြစ်နိုင်တယ်ကိုဖေမေလည်းဖြစ်နိုင်တယ်သူ့ဖေမေလည်းဖြစ်နိုင်တယ်သူတို့ရဲ့တွေးထိုးလှုပ်ဆော်မှုတွေသူတို့ရဲ့ပြောဆိုမှုတွေကြောင့်နှစ်ဖက်မိဘတွေကြောင့်နှစ်ဖက်အတိုင်းဝိုင်းတွေကြောင့်လင်မယားချင်းစကားများတာမျိုးတွေဖြစ်တတ်တယ်တတိထားပါလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မနေ့ကစနေသားသမီးတွေကအလုပ်လုပ်တဲ့အခါမှာလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိတ်ပြည့်ပြည့်ဝမရောက်နေပဲလုပ်ငန်းမှာလွယ်လွယ်မှားလွယ်လွယ်ချော်ချော်တွေဖြစ်တတ်တယ်ကိုယ့်ဘက်ကအလုပ်ကိုမြန်ပြီးစေခြင်းနဲ့စိတ်နဲ့ပဲလုပ်စိတ်မပါပြီးတော့ပဲလုပ်ကိုလုပ်တဲ့အလုပ်တွေစင်းစရာပိုင်းဆိုရင်လည်းစင်းစရာမှားတယ်ထုတ်ကုန်ပိုင်းမှာဆိုရင်လည်းထုတ်ကုန်တွေကျွန်တော်တို့လွယ်လွယ်မှားလုပ်မိတာတွေဖြစ်တတ်တဲ့အတွက်ကြောင့်အထက်လူကြီးရဲ့သတိပေးခြင်းကြုံတွေ့ရတတ်တယ်ဒါလေးကိုသတိထားပေးပါကဲအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေပေါင်းတွေကျွန်တော်ရဲ့ဒီ30ရက်နေ့တွေ့ကြုံလာမယ်9ရက်သားသမီးတွေဟော့ကိန်းကိုဟောကြားမှုဒီမှာပဲရန်နာခွင့်ပြုပါကျွန်တော်ဟောနေတဲ့အချိန်မှာ comment တွေကိုမဖတ်တာနားလည်ပေးပါတခါလေကြတော့ကျွန်တော်တို့ဘေးတင်ဟောနေတဲ့ခါကျရင်စိတ်အနှောက်အယှက်တစ်ခုကြုံပါဆိုလို့ကျွန်တော်ဖြတ်ထားတာပါအခုကျွန်တော်စဖတ်ပါမယ်အားလုံးမင်္ဂလာပါမေးစရာရှိတယ်ကျွန်တော်မေးလို့ရပါတယ်ကျွန်တော်အခု comment တွေဖတ်နေပါပြီတကယ်လို့မိုက်ရိုင်းနဲ့ comment တွေပါတယ်ဆိုရင်တော့ကျွန်တော် page ကနေဘန်းပါမယ်ဆဲဆိုထားတာတို့ဝေဖန်တိုက်ခိုက်ထားတာတို့ဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဆိုထားတာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဘန်းပါမယ်တချို့လူတွေကကျွန်တော်ဘေးတင်မေးတဲ့ခါကျရင်ဘယ်လိုမေးလဲလို့ကျွန်တော်ပြောထားရှိပါတယ်အဲ့တော့ဘေးတင်မေးတဲ့ခါကျရင်ကျွန်တော်ညံမူစော်ကကျွန်တော်1000ယူပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့ကိုကျွန်တော်တခုပြောချင်တာကိုယ့်အတွက်အရေးမကြီးပဲနဲ့ဘေးတင်မမေးပါနဲ့ဘာလဲဆိုတော့ကျွန်တော်ယူထားတဲ့ငွေကြေးဟာတာမန်အခြေခံလူဒန်းစားတယောက်အနေနဲ့ဒီငွေရတော်တော်လေးအင်အားများနေပါတယ်တနည်းအားဖြင့်ဘာလို့1000ယူထားလဲလို့ပြောမယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတို့မလိုလားအပ်ပဲနဲ့ဘေးတင်မမေးစေချင်လို့ပါကိုယ့်အတွက်တကယ်အရေးကြီးရတကယ်ပြဿနာကြုံလာပြီဆိုတော့မှဘေးတင်မေးပါအဲ့တော့ကျွန်တော်ဘေးတင်မေးမယ်ဆိုရင်ကျွန်တော်ညံမူစော်က1000ယူပါတယ်အဲ့1000ကိုကျွန်တော်ရဲ့ဖုန်းနံပါတ်ကျွန်တော်ပေးထားတာရှိပါတယ်အဲ့ဖုန်းနံပါတ်နဲ့ကျွန်တော် wait account ဖွင့်ထားပါတယ်KB account ဖွင့်ထားတာဖြစ်ပါတယ်အဲ့တော့ဒီ KB account နဲ့ wait account ထဲကိုငွေ1000ထည့်ပြီးတော့ကိုယ့်ရဲ့မွေးနေ့တက်ခရစ်ကိုကျွန်တော်ရဲ့ဖုန်း message ကိုပို့ပေးပါကျွန်တော်တရက်နေ့နေကြရင်ဖုန်းဆက်ပြီးတော့ပြန်ဟောပေးပါမယ်တကယ်လို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ဖုန်းဆက်တဲ့အချိန်မှာမအားတာပဲဖြစ်ဖြစ်အဆင်မပြေတာပဲဖြစ်ဖြစ်ရှိခဲ့မယ်ဆိုရင်ကျွန်တော်နဲ့နောက်ထပ်အားမဲ့အချိန်တစ်ချိန်ချိန်ပြီးတော့ကျွန်တော်ဘေးတင်မေးလို့ရပါတယ်နောက်တစ်ခါနိုင်ငံခြားကမေးတဲ့လူတွေကကျွန်တော်ကဖုန်းဆက်ပြီးဟောတဲ့အတွက်ကြောင့်မလို့ကျွန်တော် Viber ဒါမှမဟုတ်လို့ကျွန်တော်ရဲ့ဒီ Facebook account ပေါ့နော်အဲ့ဒီ account ကနေတစ်ဆင့်ကျွန်တော်ဆက်သွယ်ပြီးမေးလို့ရပါတယ်ပတ်စံလွှဲတဲ့အခါမှာတော့ထိုင်းနိုင်ငံကတော့ပတ်စံလွှဲရတာလွှဲပါတယ်ကျွန်တော်မှာထိုင်းဘဏ်အကောင့်ရှိနေတော့လေတခြားနိုင်ငံတွေကတော့မြန်မာနိုင်ငံမှာရှိတဲ့လူတူတယောက်ကိုတော့အခုညီတောင်းပြီးတော့လွှဲခိုင်းလိုက်ပေါ့နော်အားလုံးပဲကျွန်တော်တို့ဒီနေရာနေစနှုတ်ခွန်းဆက်တာပါတယ်တကယ်လို့ဒီ live ကိုကျွန်တော်ဟောတာကိုနေ့ကြော်သွားတယ်ပေါ့နော်ကိုနေ့ကတနင်္ဂနွေကိုဝင်ကြည့်တဲ့အခါမှာတနင်္လာဖြစ်နေတာမျိုးတွေစနေဖြစ်နေတာမျိုးတွေဆိုအခုကျွန်တော် live ပိတ်ပြီးတော့ဒီ live app updateလုပ်နေတဲ့အချိန်လေးခဏဆောက်လိုက်ပါ9မိနစ်10မိနစ်လောက်ခဏဆောက်လိုက်ပြီးဒီ live ကိုပြန်ဝင်ကြည့်လိုက်ပါအမှကျွန်တော်ဟောရတာအစအနေအဆုံးထိသူက video file လေးလို့ပြပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာကိုလိုချင်တဲ့နေရာကနေထောက်ပြီးတော့ကြည့်လို့ရပါတယ်တနင်္ဂနွေဆိုတနင်္ဂနွေပဲကြည့်သွားလို့ရတယ်စနေဆိုရင်လည်းစနေပဲကြည့်သွားလို့ရတယ် live မဟုတ်တော့ video ပြန်ဖြစ်သွားပါမယ်အဲ့တော့တကယ်လို့မမှီလိုက်တဲ့လူတွေရှိရဆိုလို့ရှိရင်အခုကျွန်တော် live လွှင့်ပြီးသွားရင်နောက်10မိနစ်လောက်ဆိုလို့ရှိရင်ကျွန်တော်ဒီ page ကိုပြန်ဝင်လာခဲ့ကျွန်တော် live လွှင့်တဲ့နေရာကိုလက်ကလေးနဲ့ထောက်လိုက်မယ်ဆိုရင်ကျွန်တော်စလွှင့်တဲ့နေရာနေစဉ်သူစလာလိုက်မယ်အဲ့ဒါတွေမကြည့်ချင်ဘူးကိုနေမဟုတ်မကြည့်ချင်ဘူးဆိုရင်အတားလေးအဲ့ဒီရဲ့ video file လေးကိုဆွဲလိုက်အောက်မှာတက်နေတဲ့အတန်းလေးကိုဆွဲလိုက်ကိုလိုချင်တဲ့နေရာထောက်ကြည့်သွားလို့ရပါတယ်အားလုံးပဲဒီနေရာရဲ့ဆင်နှုတ်ခွန်းဆက်တာပါတယ်အားလုံး good luck ပါမနေ့ကကျွန်တော်ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့အားလုံးပြန်လည်ဆုံစည်းကြပါမယ် good luck